ရလက်အတိအကျခံမှန်း၍လောင်နီကိုရလက်အတိအကျခံမှန်းခြင်းကြောင့်ကိုပြောပြသွားပါမယ်စိတ်ဝင်စားလို့ဘောလုံးကောက်ဖွင့်မယ်ဆိုရင်စီနီယာအာကာရဲ့ Viber Telegram နံပါတ်399489393844ကိုယခုပဲဆက်သွယ်လိုက်ပါရှင်ဘယ်ဘဲချမ်းဖန်နဲ့ Chorus ကိုနှိပ်ပါညာဘက်ချက်မှာလောင်းစရာပွဲစဉ်တွေတွေ့ရမှာပါအခုအပေါ်ပိုင်းချမ်းကိုအနီရောင်နဲ့ဝိုင်းပြထားပါတယ်အဲ့ဒါကတော့မိနစ်60ပွဲချိန်ပြည့်အတွက် Chorus ကိုခံမှန်းရမှာပါအောက်ကထဝိုင်းပြထားတာကတော့ပထမပိုင်း45မိနစ်စာအတွက်လောင်းရမယ့်နေရာပဲဖြစ်ပါတယ်အရှိမ 1H ရေးထားတာတွေ့ရမှာပါအနီရောင်နဲ့ထဝိုင်းပြထားတဲ့နေရာကတော့ခံမှန်းရမယ့်ဂိုးရလက်တွေဖြစ်ပါတယ်သူ့ရဲ့အောက်မှာတော့ကိုခံမှန်းထားတဲ့ဂိုးရလက်အတိအကျမှန်ရင်ကိုရရှိမဲ့အစတွေပဲဖြစ်ပါတယ်အခုဝိုင်းပြထားတဲ့ AOS ကတော့ any other school လို့အဓိပ္ပာယ်ရပါတယ်သူအစသတ်မှတ်ပေးမထားတဲ့ဘယ်ရလက်မဆို AOS နဲ့အကျုံးဝင်ပါတယ်ကဲကျမဒီပွဲစဉ်အတွက်အင်ရှင်အသင်းကတူးဝန်းနဲ့နိုင်မယ်ထင်လို့အတူတူလောင်းကြည့်ပါမယ်တကယ်လို့ပွဲစဉ်ကခံမှန်းထားတဲ့အတိုင်းအတိအကျမှန်ရင်လောင်းထားတဲ့လောင်းကြီးငွေထက် 8.8 စအထိပြန်ရမှာပါလောင်းမယ်ဆိုရင် offset တက်ကိုနှိပ်ပြီးလောင်းရပါမယ်လောင်းနေကြကတော့ထုံးစံအတိုင်းပါပဲ state နေရာ unit ထဲ process နှိပ်ပါတကယ်လို့သူအစသတ်မှတ်မပေးထားတဲ့ဂိုးရလက်တစ်ခုဖြစ်မယ်လို့ယုံကြည်ရင်တော့ AOS အောက်က off ကိုနှိပ်ပြီးတော့လောင်းရပါမယ်ကျန်တာတွေကတော့ပုံမှန်လောင်းနေကြအတိုင်းနှိပ်ရမှာပါစိတ်ဝင်စားလို့ဘောလုံးကောက်ဖွင့်မယ်ဆိုရင်စီနီယာအာကာရဲ့ Viber Telegram နံပါတ်399489393844ကိုယခုပဲဆက်သွယ်လိုက်ပါရှင်